ကိုယ်စိတ်ကိုပင်ပန်းစီမဲ့အရာတွေကိုမေ့ထားလိုက်ပါလူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပေမဲ့စိတ်ပင်ပန်းတဲ့ဓာတ်ကိုတော့မခံနိုင်ကြဘူးဟိုအရင်ကလေးဘဝကကိုယ်အလိုမကြတိုင်းချော့မဲ့သူစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့မိဘတွေရှိပေမဲ့အသက်အရွယ်ရလာလို့ကိုယ့်ဘဝကိုရှောင်လန်းရတဲ့အခါဘယ်သူကမှကိုယ့်စိတ်ကိုချမ်းသာအောင်ပျော်ရွှင်အောင်လုပ်မပေးနိုင်တော့ဘူးကိုယ်စိတ်ကသာကိုယ့်ကိုစိတ်ချမ်းသာအောင်ထားနိုင်မဲ့တခုတည်းသောအရာဖြစ်တယ်လူတိုင်းကဘဝမှာအကြောင်းအမျိုးမျိုးကြောင့်စိတ်တက်ကြခြင်းဝမ်းနည်းခြင်းပူဆွေးသောကတွေပြေးမလွတ်နိုင်အောင်ရှိတတ်ကြပါတယ်ဒါပေမဲ့ဒီအရာတွေအားလုံးကကိုယ်စိတ်ကဖြစ်ပေါ်လာတာကြီးပဲကိုယ်စိတ်ကိုထိန်းရင်ဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းကိုအစွဲမထားရင်အကောင်းဆုံးပါဖြစ်သမျှအကြောင်းကိုပြုပြင်ရရင်ပြုပြင်လို့မရတဲ့အရာဆိုရင်ကြည်ကြည်နက်နက်လက်ခံလိုက်ပါကြားသမျှစကားတွေကိုနားတဲ့အစွဲမထားပါနဲ့နားထောင်သင့်သမျှနားထောင်နားမထောင်သင့်တဲ့စကားတွေကိုထုတ်ပလိုက်ပါဘာကိုမှအစွဲမထားပါနဲ့လူတိုင်းကလူပင်ပန်းတဲ့ဓာတ်ကိုခံနိုင်ကြပေမဲ့စိတ်ပင်ပန်းတဲ့ဓာတ်ကိုမခံနိုင်ကြဘူးဒါကြောင့်ကိုယ်စိတ်ကိုပင်ပန်းစေတဲ့လူတွေကိုမေ့ထားလိုက်ပါကိုယ်စိတ်ကိုဒဏ်ရာပေးတဲ့ဝန်းကျင်ကိုဝေးဝေးနေလိုက်ပါ